မင်္ဂလာပါရှင်အခုကတော့ကျမတငယ်ချင်း 5 star hotel ကဂျပန်စာစပိုမူကြီးတင်ပေးတဲ့မီနူးလေးတွေကိုလာရောက်မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ရှင်ဒီမီနူးလေးတွေကပိုလန်မှာရရှိနေပြီဖြစ်တဲ့အတွက်မီနူးရဲ့အကြောင်းလေးတွေကိုပိုလန်ချစ်ကပ်ကာလေးတွေသိအောင်လို့တငယ်ချင်းမိတ်ဆက်ပေးပါအောင်နော်ပိုလန်မှာရနိုင်တဲ့မီနူးလေး၃မျိုးနဲ့မိတ်ဆက်ပေးပါမယ်ပထမတစ်မျိုးကတော့ကယ်လီဖိုးနီးယားမာကီဖြစ်ပါတယ်ကယ်လီဖိုးနီးယားမာကီမှာဆိုရင်အတွင်းထဲမှာကျွန်တော်ကဆယ်မွန်လေးရဲ့တစ်ခါသေးလေးရဲ့ထည့်ပြီးတော့လိပ်ပေးထားပါတယ်အပေါ်မှာဆိုလို့ရှိရင်ငါးဥလေးတွေနဲ့မယောနစ်လေးကိုတင်ပေးထားပါတယ်ဒုတိယမီနူးလေးကတော့ rainbow maki လို့ခေါ်ပါတယ် rainbow maki မှာဆိုလို့ရှိရင်ပဇွန်လေးရဲ့ဝါခမဲရင်းကြီးလေးရဲ့ဆယ်မွန်ဆာရှိမီအစိမ်းလေးရဲ့ငါးဥလေးရဲ့ခနီလို့ခေါ်တဲ့ကနန်းချောင်းလေးရဲ့ဖြစ်ပါတယ်တတိယမီနူးကတော့ဆူရှီမီနီဆက်လို့ခေါ်ပါတယ်ဆူရှီမီနီဆက်မှာဆိုလို့ရှိရင်ပြောင်းမှုလေးရဲ့ကောင်းလေးကကနန်းလေးရဲ့ဆော့စစ်ကိုအချိုရဲ့အဆက်ရဲ့ဆိုပြီးတော့နှစ်မျိုးခွဲပေးထားပါတယ်ဒီကောင်လေးကတော့ဝါခမဲရင်းကြီးလေးဖြစ်ပါတယ်ဂျပန်ဆူရှီဆက်လေးတွေကိုပိုလန်မှာလာရောက်မိတ်ဆက်ကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်